အားလုံးပဲမင်္ဂလာပါရှင်အခုမိတ်ဆက်ပေးမယ့်မီနီကိုနိုလေးကတော့တောင်ကလာ73ရပ်ကွက်မှာရှိရဲရတနာလမ်းမကြီးတဲပေါက်ကိုလီယာလမ်းမပေါ်မှာရှိရဲမီနီကိုနိုခန်းလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင် location ကတော့ share ပဲဒီမီနီကိုနိုလေးကတော့ cat system လေးနဲ့တက်ရတဲ့မီနီကိုနိုလေးပဲဖြစ်ပါတယ်ရှင်သူကတော့8ထပ်ခွဲတိုက်ရဲ6လွှာပြည့်စမထက်လွှာလေးပဲဖြစ်ပါတယ်ရှင်အဲ့ဆိုရင်ကျွန်တော်တို့အပေါ်တက်ကြည့်မယ်နော်lift ကတော့ solar system လေးနဲ့လုပ်ပေးထားတယ်။သူကတော့ပေ40 60ရင်ခွဲပေါ်မှာ18ပေ54ပေခေါင်းရင်းကန်းလေးပဲဖြစ်ပါတယ်ရှင့်။အခန်းထဲဝင်လိုက်ပြီဆိုလို့ရှိရင်ရေစုကန်ဘာကစ်အပြည့်ခင်းထားတယ်။ sofa city ဆက်လေးလည်းပါမယ်ရှင့်။မီလုံးမီဆိုင်ဆိုလို့ရှိရင်လည်း share ပြင်ဆင်ထားတယ်။ BCC ကြပြီးသားဟိုမှာတိုက်အသစ်ဆက်မီရောရီရောကြပြီးသားပါရှင့်။အခန်းကတော့လုံးဝ share ပဲပြင်ဆင်ထားတာလုံးဝမိုက်တယ် luxury ဆန်ဆန်လေးပေါ့ရှင့်။အိတ်ခန်းနှစ်ခန်းပါမယ်။ဒီဘက်ကတော့ single room လေးပေါ့ရှင့်။ single room လေးကိုအဆိုရင်ညီမတို့ဝင်ကြည့်လိုက်မယ်နော် master တခန်း single တခန်းပါမယ်ရှောက်လန်းကျဲတယ်ဒါလေးကတော့ single room ပါ single room မှာဆိုလို့ရှိရင်လည်း lighting လုံးဝကောင်းကောင်းလေးလုပ်ပေးထားတယ်ဘေးပပတ်လည်းမှာတန်ပန်းဆက်ရှိလုပ်ပေးထားတယ်လိုက်ကလှလိုက်တက်ပေးထားတယ်ဒါလေးက master ခန်းလေးပေါ့ရှင် master ခန်းနဲ့ဝင်မယ်ဆိုလို့ရှိရင်လည်းအခန်းကတော့ကျဲပဲနှစ်ယောက်ကောင်းကောင်းအိပ်လို့ရတယ်ရေချိုးရိုက်တောက်ဖို့တိုင်းပေးစင်အကုန်လုံးပါတယ်ရေကတော့2လိုင်းအဝီစီရောဂျိုးဘီရောပါမယ်ရှင်ဒါလေးက kitchen ခန်းလေးပေါ့နော် kitchen ခန်းမှာဆိုလို့ရှိရင်လည်းကြွေပြားအပြည့်ခင်းထားတယ်ကတ်ထားတယ်ကောင်တာလေးလည်းပါမယ်ရှင်ရေကတော့2လိုင်းပေါ့နော်အဝီစီရောဂျိုးပြီးတော့ပါတယ်ရေချိုးခိုင်းတာပိုတိုင်းပေးစင်အကုန်လုံးပါမယ်ရှင်ရေချိုးခန်းမှာဆိုလည်းတက်လုပ်ပေးထားတယ်နောက်ဘေးဝရန်တာလေးလည်းပါမယ်ရှင်နောက်ဘေးမှာဆိုလို့ရှိရင်လည်း view လုံးဝမိုက်တယ်လေးကတော့လေဝင်လေထွက်လုံးဝ share ကောင်းတယ်ရှင်လူမနေရသေးတဲ့ဒီမီနီကိုနိုအသစ်ဆက်ဆက်လေးကိုတော့3450ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်ရှင်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်တော့ဆက်သွယ်ပေးပါရှင်ကျေးဇူးပါ